Hello မင်္ဂလာပါရှင်ဒါလေးကတော့ဒီနေ့လက်ဆက်သက်ပြီးတဲ့ရောင်စင်လိုင်းချိတ်နောက်တစ်ထည်ဖြစ်ပါတယ်ဒီထည်လေးမှာညီညိုလေးကိုပန်းလေးနဲ့ဖောက်ပြီးတော့ချိတ်လိုင်းလေးပေါ်အောင်ထိုးထားပါတယ်ချိတ်ဝိုင်းလေးကိုတော့3လိုင်းနဲ့ပါပြီးတော့ကြားထဲမှာအချွန်းချိတ်လေးကိုထင်းနေအောင်ညီညိုလေးကိုအပြုထိုးထားပါတယ်အင်ကြီးလေးကတော့လောဆယ်မထိုးရသေးတဲ့အတွက်ကြည့်ပြမှာထိုးပြီးသားရှိတဲ့ခေါင်းလောင်းလေးရင်စေးအင်ကြီးလေးနဲ့တွဲဝတ်ထားပေးပါတယ်ကလေးပြပါမယ်ရှင်ချိန်လိုင်းလေးတွေကထင်းနေတာပဲအယောင်တောက်တောက်ထင်းထင်းလေးလှုပ်ထားပြီးတော့ကြည်ပြအင်ကြီးထိုးဖို့အယောင်ရွေးနေရပါပြီဒီအင်ကြီးလေးကကြည်ပြရင်စေးလက်ရှိပါရင်စေးလက်ရှိတင်တန်းကအင်ကြီးပါသူကခေါင်းလောင်းလက်အပွားပန်းကျယ်လေးလေးနဲ့ရှေ့ခွဲမှုလို့အောက်ကရှာတထခံထားရပါတယ်မဟုတ်ရင်တို့လည်းဟာတာဖြစ်နေဒီလိုလေး